မင်္ဂလာပါဒီသင်ခန်းစာမှာတော့ဒီ cell တွေကိုကျွန်တော်တို့ကိုပေးထားတဲ့ condition အတိုင်းပေါ့နော်ဒီ style လုပ်တဲ့ condition ပေါ်မူတည်ပြီး style လေးတွေပြောင်းသွားတာကိုလုပ်တဲ့နည်းကိုအခြေခံလေးကိုပြောပြသွားမှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ပထမဆုံးဒီမှာလုပ်ချင်တာကတော့ကျွန်တော်တို့ဒီကျောင်းသားတွေရဲ့အမှတ်တွေရှိရပါတော့။ကျွန်တော်တို့ကျောင်းသားတွေက90အောက်ဆိုလို့ရှိရင်ကြားတယ်80အထက်ဆိုလို့ရှိရင် distinction ရတယ်ပေါ့။အဲတော့ကျွန်တော်ကြားတဲ့ကျောင်းသားတွေဆိုလို့ရှိရင်အနီလေးပြချင်တယ်။distinction ရတဲ့ကျောင်းသားတွေဆိုလို့ရှိရင်ကျွန်တော်အစိမ့်လေးပြချင်တယ်ပေါ့နော်။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီကျွန်တော်အမှတ်တွေပေါ်မှာပြချင်တာပေါ့နော်။အဲ့တော့အမှတ်စာရင်းဖြစ်တဲ့ cell C3 ကနေပြီးတော့ကျွန်တော်စပြီး select လုပ်လိုက်ပါတယ်။ left click လေးနဲ့ဆွဲသွားပြီးတော့ဒီ biology ရဲ့အောက်ဆုံးပေါ့နော် cell H62 ကိုကျွန်တော် select လုပ်လိုက်ပါတယ်ခင်ဗျ။လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်အနေနဲ့ဘာလုပ်မလဲဆိုတော့ home ribbon ကနေပြီးတော့ conditional formatting ကိုသွားပါမယ်။ကျွန်တော်ပထမဆုံးလုပ်ချင်တာက80နဲ့အထက်ရတဲ့ကျောင်းသားတွေကိုကျွန်တော်က distinction ရတဲ့ကျောင်းသားတွေဖြစ်တဲ့ကအစိမ်းအမှတ်တွေကိုအစိမ်းလေးပြချင်တယ်ဆိုလို့ရှိရင်ဒီ conditional formatting ကနေ highlight cell rule ကနေပြီးတော့ greater than ကိုသွားပါတယ်။ကျွန်တော်က80နဲ့အထက်ဖြစ်တဲ့အတွက်ကြောင့်89လို့ရိုက်လိုက်ပါတယ်။ပြီးရင် okay ပြီးတော့ဒီမှာ color ကိုလည်းရွေးပါတယ် green ကျွန်တော်ကအစိမ်းလေးပြချင်တာဖြစ်တဲ့အတွက် green ကိုရွေးလိုက်တယ်။အဲဆိုလို့ရှိရင်ပြီးရင် okay နဲ့ရိုက်တယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် distinction ရတဲ့ကျောင်းသားတွေအကုန်လုံးကိုအစိမ်းလေးပြပေး။ကျွန်တော်ကမကြည့်မဲ့သေးဘူးကြားတဲ့ကျောင်းသားတွေကိုလည်းညီပြချင်တယ်ဆိုလို့ရှိရင်ခုနလိုပဲပြန်ပြီး cell တွေအကုန်လုံး select လုပ်လိုက်ပါတယ်။ပြီးတော့ conditional formatting ကနေပြတဲ့သူကနေ less than 90ထက်နည်းတာဖြစ်တဲ့တော့90လို့ရိုက်ပြီးတော့ကျွန်တော်အနီလေးပြချင်တော့အနီနဲ့ fail လုပ်မယ်ဆိုပြီးတော့ကျွန်တော်လုပ်လိုက်ပါအဲဆိုရှင်ကြားတဲ့ကျောင်းသားတွေကိုလည်းအနီလေးပြပေါ့နော်ကျွန်တော်ခုနကကိုပဲ cell reference နဲ့နောက်တစ်နည်းလုပ်ပြချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ပြန်ပြီး select လုပ်လိုက်ပြီးတော့ condition formatting ကိုကျွန်တော် clear လုပ်လိုက်ပါမယ်အဲ့တော့ clear rule ကျွန်တော်ဒီ select လုပ်ထားတဲ့ cell တွေကနေပြီးတော့ rules တွေအကုန်လုံး clear ဖြစ်ချင် clear rules from selected cell ကိုနှိပ်လိုက်တာဆိုရှင်ခုန rules တွေအကုန်ပြောက်နော်ဒါပေမဲ့ကျွန်တော်ဘာလုပ်ချင်လဲဆိုလို့ရှိရင်ဒီကျွန်တော်တို့သတ်မှတ်ထားတဲ့ဒီညဘက်မှာရေးထားတာပေါ့နော် plasma ကဘယ်လောက်လဲ distinction mark ကဘယ်လောက်လဲအဲ့ cell ပေါ်မူတည်ပြီးတော့ဒီstyling ကို format လုပ်ချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့ left click နဲ့ select အကုန်လုံးကိုပြန်ပြီးရွေးလိုက်ပါ fine conditional formatting ကိုသွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီ highlight cell rules ကနေပြီးတော့ more rules ကိုနှိပ်လိုက်မယ်ဆိုရင်ဒီ box လေးကြောက်ကျွန်တော်ဖြစ်ချင်တာကဘာလဲဆိုလို့ရှိရင်ဒီအကုန်လုံးကိုကျွန်တော်ပေါ်လေးချက်ပြန်တက်လိုက်နော် cancel လုပ်ပြီးတော့ conditional formatting ကနေပြီးတော့ more rules ကိုပြန်သွားကျွန်တော်ဒီ80ဒီ decision mark ကိုရေးထားတဲ့ဥစ္စာကနေပြီးတော့ပြသမျှဥစ္စာကြော်တဲ့သူအကုန်လုံးကိုလုပ်ချင်တာအဲ့တော့ကျွန်တော်ဒီနေ့ဗာလဲဆိုရှင်ဒီ server root ဒီ value ပေါ်မူတည်ကြောင်းမှာဖြစ်တဲ့ကျွန်တော် server value ကိုရွေးတယ်ပြီးပြောလို့ရှိရင်ဒီကနေပြီးတော့ greater than or equal to ပြောလို့ရှိရင်ကျွန်တော်ဒီ equal ကလေးမှာ80လို့မရိုက်တော့ဘဲနဲ့ဒီဟာလေးကိုဒီ back လေးကိုဆက်လက်နှိပ်ပြီးတော့ဒီထဲကို cursor လေးထောက်ပြီးတော့ဒီကိုလိုချင်တဲ့ cell ကိုနှိပ်လိုက်ပါပြောလို့ရှိရင်ကျွန်တော်အနေနဲ့ဒီမှာ format လုပ်ပြီးသွားလို့ရှိရင်အစိမ်းလေးထားချင်တာကျွန်တော်အစိမ်းလေးကိုပြောင်းလိုက်ပါပေးကနေပြီးတော့အဲ okay နှိပ်လိုက်ပြီးတော့ဒီမှာ okay နဲ့ဆိုလို့ရှိရင်ဒီ80တက်ကျော်တဲ့သူတွေအကုန်လုံးကိုအစိမ်းလေးပြပေးပါနောက်မှကျွန်တော် distinction က65ထားချင်တယ်ဆိုလို့ရှိရင်65လို့ပြောင်းလိုက်မယ်ဆိုရင်65ကျော်တာအကုန်လုံးကိုအစိမ်းလေးပြောင်းသွားပေးပါခင်ဗျဒီလိုမျိုးလုပ်ချင်အပြင်ကျွန်တော်တို့အနေနဲ့ဒီ data တွေကိုအသေးထားစရာမလိုဘဲနဲ့ကိုယ်တစ်ခုပြောင်းလိုက်တာနဲ့ rules တွေကိုလိုက်ပြင်နေစရာမလိုဘဲနဲ့ဒီ cell လေးမှာ data လေးပြောင်းလိုက်တာနဲ့ကျွန်တော်တို့အကုန်လုံးပြောင်းပေးလို့ရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုပဲကျွန်တော်ကြားရတဲ့သူတွေကိုလည်းကျွန်တော်လုပ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးကိုပြန်ပြီး select မှတ်လိုက်ပါတယ် conditional formatting ကနေပြီးတော့more rules ကိုသွားပါတယ်ကျွန်တော်ဒီတစ်ခေါက်လိုချင်တာကကြားရတဲ့သူတွေဖြစ်တဲ့တော့ less than or equal to ရွေးပါတယ်အဲဒီကနေပြီးတော့ကျွန်တော်ဒီ plasma ကိုထောက်လိုက်မယ်ဆိုလို့ရှိရင်ပြီးတော့ format ကိုကျွန်တော်အနီပြချင်တာကျွန်တော်အနီလောက်လိုက်မယ်ဆိုရင်ကြားရတဲ့သူတွေကိုအနီလေးတွေပြပေးပါတယ်ပြန်နောက်ထပ်ကျွန်တော် conditional formatting မှာပြချင်တာကတော့ကျွန်တော်တို့ဒီ total မှာပေါ့နော်ထိပ်ဆုံး10ယောက်ကိုကျွန်တော်အပြာလေးနဲ့ပြချင်တယ်အဲဒီတော့ကျတော့ကျွန်တော်အနေနဲ့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ cell entry ကနေပြီးတော့ cell I62 ကိုကျွန်တော် select လုပ်လိုက်ပါတယ်ဒီ conditional formatting ကပဲကျွန်တော် top 10 item ကိုကျွန်တော်ကအပြာလေးပြချင်တယ် custom format သွားပြီးတော့အပြာလေးကိုရွေးလိုက်မယ်ဆိုပြီးတော့ okay နှိပ်လိုက်မယ်ပြီးတော့ဒီမှာ top ကို
ကိုဘယ်လောက်လုပ်ချင်တာလဲရေးလို့ရတယ်ကျွန်တော် top ထိပ်ဆုံး10ယောက်ကိုလုပ်ချင်တာဆိုရင် top 10 10ယောက်ကိုလုပ်လိုက်ပါအဲဆိုရှင်ကျွန်တော်အနေနဲ့ထိပ်ဆုံး10ယောက်ကိုပြပြီဒါကတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ condition တွေပေါ်မူတည်ပြီးတော့ style လုပ်တဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်